တခါတလေမှာကျွန်တော်တို့မစင်မချင်းလှုပ်လိုက်တဲ့အမားလေးတစ်ခုကတစ်ဖက်လူအတွက်တော့ဘဝတစ်ခုလုံးပျက်စီးသွားစေနိုင်တဲ့အထိပြင်းထန်တတ်ပါတယ်အလိုက်ကြီးသူကတော့မေသွားနိုင်ပေမဲ့အနိုင်ကြီးခံရသူရဲ့ရင်ထဲမှာတော့အဲ့ဒီတရားကတစ်သက်လုံးပျောက်ကွယ်မသွားပဲဆွဲထင်ကြံ့ရစ်ခဲ့တာပါမင်္ဂလာပါ The Survey Teas channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတိတ်ကနာကျင်စရာကောင်းတဲ့အမားတွေအတွက်ကိုပြန်လဲကုစားဖို့ကြိုးစားနေတဲ့ကောင်းလေးတစ်ယောက်နဲ့နားမကြတဲ့ကောင်လေးတစ်ယောက်တို့ရဲ့ဇလန်းလေးကိုပြောပြပေးတော့မှာပါရှောရအီရှိတာဆိုတဲ့ထက်တန်းကျောင်းသားလေးတစ်ယောက်ကဘဝကိုစိတ်ကုန်ပြီးကိုတေချောင်းကြံဖို့လုပ်နေတဲ့မြေကွင်းနဲ့စတင်ထားပါတယ်သူကအလုပ်တွေအကုန်အတွက်သူ့ပစ္စည်းတွေအကုန်ရောင်းပြီးရလာတဲ့ပတ်စံကိုမိခင်ဖြစ်သူအတွက်အိမ်မှာထားခဲ့ပြီးဓာတ်ဘော်ကနေခုံချဖို့အထိလုပ်ခဲ့ပေမဲ့အချိန်မီစိတ်ပြောင်းသွားခဲ့ပါတယ်ဘာလို့သူဒီလိုဖြစ်သွားတာလဲဆိုတာသိဖို့သူ့ရဲ့မူလာတဲ့ကျောင်းသားဘဝကိုပြန်ကြည့်ရပါမယ်မူလာတန်းတုန်းကအီရှိတာအရန်ဆိုးပြီးတငယ်ချင်းတွေကိုလိုက်စားနောက်ရတာကိုဝန္ဒနာပါတဲ့ကောင်လေးပါတရက်တော့သူတို့အတန်းတွေကိုနားမကြတဲ့ကောင်မလေးတင်လေးရှော့ကိုနီရှိမီယာဆိုတဲ့ကောင်မလေးရောက်လာပါတယ်နီရှိမီယာကစကားမပြောနိုင်လို့အမြဲတမ်းစာအုပ်လေးတစ်အုပ်နဲ့ပဲစာရေးပြီးဆက်သွယ်ရပါတယ်အစမှာတော့အတန်းပေါ်တွေကဝိုင်းကူကြီးကြပေမဲ့နောက်ပိုင်းမှာတော့လိုက်ကူကြီးရတာညီဝေလာကြပါတယ်ဒီနေရာမှာလူဆိုးလေးအီရှိတာကနီရှိမီယာကိုစားတော့ပါတော့တယ်သူမရဲ့နာကြကရိယာတွေကိုဖျက်ဆီးတာသူမရဲ့လက်ကတ်တွေကိုအတင်းဆွဲဖြုတ်တာစောက်တွေကိုရေကန်နဲ့ပြစ်ချတာမျိုးတွေအထိရဲရဲဆက်ဆက်လုပ်ခဲ့ပါတယ်ပုံဆိုးတာကအတန်းတွေကအခြားတငယ်ချင်းတွေကလည်းဒါကိုဝိုင်းရပြီးအားပေးခဲ့ကြတာပါဒါပေမဲ့ဝစ်ဆိုတာလဲတတ်ပါတယ်ရှိတာရဲ့စားတော့မှုတွေကြောင့်နီရှိမီယာရဲ့နာကြကရိယာ၈ခုလောက်အထိပျက်စီးပျောက်ဆုံးသွားခဲ့ရပြီးတခါဆိုရင်နားကနေသွေးတွေပါထွက်ခဲ့ရရှာပါတယ်နောက်ဆုံးတော့နီရှိမီယာရဲ့မိခင်ကအကြောင်းကိုလှမ်းပြီးတိုင်မာတော့တယ်အဲ့ဒီချိန်မှာကျောင်းဆရာကြီးကအတန်းနဲ့ဒီလူကိုယ်တိုင်လာရောက်ပြီးအားလုံးရဲ့ရှိမောက်မှာပဲဒီအပိုင်းတွင်နီရှိမီယာရဲ့နာကြကရိယာတွေတော်တော်များများပျက်စီးသွားတယ်လို့ကြားတယ်။ဒါဘသူလက်ချက်လဲလို့မေးလိုက်တဲ့အခါအရှိတလူသမျှကိုဝိုင်းရပြီးအားပေးခဲ့ကြတယ်။အတန်းပေါ်တွေအားလုံးကမျက်နှာလွဲပြီးအရှိတတယောက်တည်းကိုပဲပြောကြကြပါတယ်ဒီလိုနဲ့နီရှိမီယာလည်းကြောက်ပြောက်သွားပြီးအရှိတလူမိုက်ဘဝကနေလူအများဝိုင်းပယ်ချခံရတဲ့အလိုက်ကြီးခံဘဝကိုချစ်ချစ်ရောက်သွားပါတော့တယ်တကယ်ကြီးတွေကသူ့ကိုအဖက်မလုပ်တော့ပါဘူးအနာလည်းကပ်မခံတော့ပါဘူးဒီလိုဝကြီးတွေကအထက်တက်ကြောင်းအထိပါလာခဲ့ပြီးအရှိတလူတွေရဲ့မျက်နှာကိုတဲတဲမကြည့်ရတော့ပဲအမြဲတမ်းလူတွေရဲ့မျက်နှာပေါ်မှာတစ်ချစ်ကအမှတ်သားကြီးတွေကတ်နေတယ်လို့ခံစားရပြီးကဘာကြီးတဲ့ဆက်သွယ်ပြတ်ကအထီးကျန်သွားခဲ့ရပါတယ်ဒါကြောင့်မို့လို့ဇလန်းအစမှာသူတည်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့မသေးခင်မှာသူမူလာတဲ့တော့ကလှုပ်ခဲ့တဲ့အမှားအတွက်နီရှိမီယာကိုတေးသေးချာချာတောင်းပန်ချေခဲ့ပါတယ်အရှိတာနားမကြတဲ့သူတွေတုံးတဲ့လက်အခြေရဲ့စကားကိုပါတေးသေးချာတင်ယူခဲ့ပြီးနီရှိမီယာတက်နေတဲ့သင်တန်းကျောက်ကိုလိုက်ရှာပါတော့တယ်အဲ့ဒီမှာသူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါနီရှိမီယာကလန်သွားပေမဲ့အရှိတာကလက်အခြေရဲ့စကားနဲ့ငါတို့တကယ်ချင်းဖြစ်လို့ရမလားလို့ပြေးလိုက်တဲ့အခါမှာတော့နီရှိမီယာကတော့အံဝမ်းသာသွားပါတယ်ဒါပေမဲ့ရင်းနှီးမှုတော့မရသေးပါဘူးအရှိတာကနီရှိမီယာနဲ့ပြန်လည်ရင်းနှီးဖို့အတွက်ကြိုးစားနေတဲ့အချိန်တွင်းမှာလမ်းမှာလူမိုက်တယောက်ရန်ကနေစပင်းကူညီပေးခဲ့ရာကတဆင့်သူ့ကိုတကောက်ကောက်လိုက်ပြီးစကားလာပြောတဲ့နာဂဆုကဆိုတဲ့ကောင်လေးနဲ့ပထမဆုံးအချိန်တငယ်ချင်းစပြစ်ခဲ့ပါတယ်ဒီလိုနဲ့နာဂဆုကနဲ့အရင်ဆုံးရင်းနှီးသွားပြီးရဲ့နောက်မှာနီရှိမီယာစီကိုသွားတွေ့ဖို့ထပ်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ပြဿနာကနီရှိမီယာရဲ့ဘေးမှာယောက်ျားလေးပုံစံနဲ့အမြဲတမ်းကာကွယ်ပေးနေတဲ့ယူဇူရုဆိုတဲ့ကောင်လေးတစ်ယောက်ရှိနေပြီးအရှိတာကိုနီရှိမီယာနာမကပ်ဖို့အမြဲတမ်းမောင်းထုတ်နေတာပါနောက်မှသိရတာကအဲ့ဒီကောင်လေးကကောင်လေးမဟုတ်ပဲနီရှိမီယာရဲ့ညီမရင်းဖြစ်နေတာပါပဲအရှိတာဟာညီမဖြစ်သူယူဇူရုရဲ့နှောက်ယှက်မှုအမျိုးမျိုးကိုတီးခံပြီးသူမရဲ့ယုံကြည်မှုကိုပါတဖြည်းဖြည်းရရှိအောင်ကိုကြီးပေးနဲ့ပဲနီရှိမီယာနဲ့ပြန်ပြီးရင်းနှီးခွေရလာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့နာဂဆုကရဲ့ကိုကြီးမှုတွေဝိုင်းရံမှုတွေကြောင့်ပဲဘူလာတန်းတို့ကအတန်းပေါ်ဟောင်းတွေဖြစ်တဲ့ဥဝဲနိုခါဝိုက်တို့နဲ့ပါမထင်မှတ်ပဲပြန်လည်ဆုံတွေ့ခွေရခဲ့ပါတယ်ဒါပေမဲ့အတိတ်ကလူတွေပြန်ဆုံရင်အနာဟောင်းကပြန်စောတယ်လို့ပါပဲဦးဝင်းတို့ကတော့အခုဒီနားမကြတဲ့နီရှိမီယာကိုမုံလုံးမဲ့ဖြစ်ပြီးခါဝိုင်းကလည်းသူမမှာအပြစ်မရှိသလိုနဲ့တိတ်ကအမှားအလုံးဟာအရှိဒတယောက်တည်းကြောက်ပါဆိုပြီးလူများရှိမှထပ်ပြီးရှက်ခွဲပါတယ်ဒီပြဿနာတွေကြောင့်အရှိဒဟာငါတငယ်ချင်းကောင်းတယောက်မဖြစ်နိုင်ပါဘူးဆိုပြီးစိတ်ဓာတ်ကြကအားလုံးနဲ့ပြန်ပြီးခွေးကောသွားပြန်ပါတယ်ဒီဘက်မှာလည်းနီရှိမီယာသူမရဲ့မတန်ဆန်းမှုကြောင့်ဘေးနားကလူတွေအကုန်လုံးစိတ်ဒုက္ခရောက်နေရတယ်သူမမရှိရင်အားလုံးပြောရမှာဆိုပြီးစိတ်တရားတွေရနေရရှာ
ပါတယ်။တညမှာတော့အားလုံးမီးပန်းပွဲတော်ကိုသွားကြည့်ကြတဲ့အချိန်မှာနီရှိမီယာကအိမ်ကိုစောစောပြန်သွားခဲ့ပါတယ်။သူမရဲ့ညီမလေးယေဇူရုကတခုခုမတင်ကားလို့အရှိတကိုငါကင်မရာအိမ်မှာကြံခဲ့လို့သွားယူပေးပါဆိုပြီးလွှတ်လိုက်ပါတယ်။အရှိတတယောက်အိမ်ထဲဝင်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့နီရှိမီယာတယောက်ဝရန်နာပေါ်တက်ပြီးအောက်ကိုခုန်ချဖို့လုပ်နေတာပါပဲ။အရှိတဟာလန့်သွားပြီးအသက်နဲ့လဲကပြေးဖမ်းလိုက်တာကြောင့်နီရှိမီယာရဲ့လက်ကိုမိသွားခဲ့ပါတယ်။သူဟာရှိသမျှအားကုန်သုံးပြီးနီရှိမီယာကိုအပေါ်ဆွဲတင်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့အရှိန်လွန်ပြီးတိုက်ပေါ်ကနေအောက်ကမြစ်ထဲကိုဝန်းကနေပြုတ်ကျသွားပါတော့တယ်။အရှိတတယောက်တိုက်ပေါ်ကပြုတ်ကျလို့ဆေးရုံမှာသတိလစ်ပြီး ICU ထဲရောက်သွားတဲ့အချိန်မှာနီရှိမီယာရဲ့ညီမလေးယူဇူရုနဲ့သူ့ရဲ့မိခင်ဟာအရှိတရဲ့မိခင်ကိုတွားရောက်တွေ့ဆုံပြီးအဖြစ်အပျက်တွေအတွက်တောင်းပန်ခဲ့ပါတယ်။နီရှိမီယာကိုယ်တိုင်ကလည်းအရှိတကြောင့်သူမအသက်ရှင်ခွင့်ရခဲ့တာကိုနားလည်လာခဲ့ပြီးအရှိတရဲ့မိခင်ကိုတွားရောက်တွေ့ဆုံပြီးတောင်းပန်ခဲ့ပါတယ်။ဒီချိန်တွေဟာသူတို့အားလုံးအတွက်အတိတ်ကအမားတွေကိုပြန်လည်ပြုပြင်ဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ကံကောင်းကျင်တော့တညမှာနှစ်ယောက်လုံးတစ်ချိန်နဲ့အိမ်မက်ဆိုးကနေနိုးလာတယ်လို့မျိုးစေးရုံကတင်ပေါ်ကနေအရှိတနိုးလာပြီးတရားပေါ်ကိုပြေးထွက်လာခဲ့တယ်လို့နီရှိမီယာကလည်းတရားပေါ်ကိုငိုပြီးပြေးလာခဲ့လို့သူတို့နှစ်ယောက်လုံးညနေကြီးမှာပြန်ဆောင်ကြပါတယ်။ပြီးတော့အရှိတကလမ်းအကျဉ်းစကားနဲ့ပြောလိုက်ပါတယ်။မင်းကြောင့်ငါဒုက္ခရောက်တာမဟုတ်ဘူး။မင်းရှိနေလို့သာဆက်အသက်ရှင်နေတာ။ဒါကြောင့်ကိုအသက်သေးဖို့မတွေးပါနဲ့တော့ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်နားလည်မှုပြည့်နဲ့တောင်းပန်ခဲ့ကြပြီးတိတ်ကနာခြင်းမှုတွေကိုအတူတူကြော်ဖြတ်ပြီးရှေ့ဆက်ဖို့ဂရီပေးခဲ့ကြပါတယ်။ဒါခွင့်လွှတ်ခြင်းနဲ့နားလည်မှုရဲ့အစပဲဖြစ်ပါတယ်။ဇလန်ရဲ့အဆုံးမှာတော့အရှိတဟာစင်းုံကဆင်းပြီးကျောင်းဝပွဲတော်ရက်ကိုတငယ်ချင်းတွေနဲ့အတူရဲရဲဝံ့ဝံ့ပြန်တက်ခဲ့ပါတယ်။သူကလူတွေရဲ့မျက်နှာကိုသေးသေးချာချာကြည့်ဝံ့သွားတဲ့အခါသူ့မျက်စိထဲမှာရှိနေတဲ့ကြက်ချီကအမှတ်သားကြီးတွေဟာအခုချင်းစီခွာကျသွားပြီးကဘာကြီးရဲ့စူညံတန်းတွေလူတွေရဲ့စကားတန်တွေကိုပထမဆုံးအကြိမ်အဖြစ်ကြားသိခံစားသွားရင်းနဲ့ပဲဒီဇလန်လေးဟာပြီးဆုံးသွားခဲ့ပါတော့ဒီဇလန်လေးကနေကျွန်တော်တို့ပေးခြင်းတဲ့သင်ခန်းစာတွေကတော့အများကြီးပါပဲအနိုင်ကျင့်မှုဆိုတာအနိုင်ကျင့်ခံရသူတွေအတွက်ကောအနိုင်ကျင့်ခဲ့တဲ့သူအတွက်ပါလောက်တောင်ရေရှည်ဆိုးရတဲ့စိတ်တန်ရာအကျိုးဆက်တွေကိုဖြစ်ပေါ်စေလဲဆိုတာကိုအထင်ရှားမြင်တွေ့ရသလိုကိုယ့်ရဲ့အမားတွေအတွက်နောင်တရနေုံနဲ့မပြီးပဲရဲရဲဝံ့ဝံ့ပြန်လည်ပြုပြင်ဖို့ကြိုးစားရမယ်ဆိုတာကိုလည်းသင်ခန်းစာယူရမှာပါခွင့်လွှတ်ခြင်းနဲ့ကိုပြန်လည်လက်ခံနိုင်ခြင်းတို့ဟာဘဝမှာဘလောက်တောင်အရေးကြီးလဲဆိုတာကိုဒီဇလန်ကနေနက်နက်ရှာရှာခံစားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ The Swimmer Taste Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့哦နောက်ထပ် Anime Recap ဗီဒီယိုလေးတွေနဲ့ပြန်ဆောင်ကြပါမယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်